မြန်မာပြည်ကကျွန်တော်ညီကိုမောင်လိုက်နဲ့တွေးဆောင်ရတဲ့ကျွန်တော်အရန်ပြောတယ်အရန်ကျေးဇူးတင်တယ်အခုလိုမျိုးကျွန်တော်နဲ့ဒီလိုမျိုးအားပေးပြည်သက်တဲ့အားလုံးနဲ့တွေးဆောင်ရတဲ့ကျွန်တော်အရန်ပြောတယ်အရန်ဝမ်းသာတယ်အရန်အားရတယ်ဝေးတိုင်းဝင်တိုင်းကျွန်တော်ကစားအချိန်မှာကျွန်တော်အားရတာဘာကြောင့်အားရလဲဆိုတော့ကျွန်တော်တို့ဒီကဘာပြိုင်ပွဲမှာကျွန်တော်တို့မြန်မာပြည်အတွက်ကျွန်တော်ကစားပေးလို့ရတဲ့ကြောင့်ကျွန်တော်အားရတယ်အဲ့တော့အခုလိုမျိုးဒီမှာကျွန်တော်အားပေးချင်တဲ့စကားပြောချင်တာပါလဲဆိုတော့ဘယ်မှာပဲရောက်ဘယ်နိုင်ငံမှာပဲရောက်ကျွန်တော်ဘာလို့လဲဆိုတော့ဘယ်နိုင်ငံကဘာလို့မြန်မာပြည်လူတွေဆိုတာတီးဖို့အဲ့ဒါပြီးတော့ကျွန်တော်တို့အားမငယ်ဖို့ဆိုပြီးတော့ကျွန်တော်တိုက်တွန်းချင်တယ်နော်ကျွန်တော်လည်းဘယ်ဘယ်သူနဲ့ဘယ်နိုင်ငံလူနဲ့ရှင်းကျွန်တော်အခုရှင်းမဲ့လူကတော့တော်တော်ရှုံးပွဲဆိုတာတခုမှမရှိဘူးသူကရုရှားဒါမဲ့သူက Turkey represent လုပ်တယ်ဒါမဲ့ပွဲတိုင်းသူနိုင်တယ်ဒါမဲ့ကျွန်တော်စိတ်မှာတော့ကြောက်မှုလည်းမရှိဘူးကျွန်တော်စိတ်မှာအားရှိတယ်သူ့ကိုလည်းကျွန်တော်နိုင်မယ်လို့ကျွန်တော်တရားရခံလို့ယုံကြည်တယ်ဘာဖြစ်လဲဆိုတော့မြန်မာပြည်ဆိုပေမဲ့ကျွန်တော်ရှိမှာကျွန်တော်အားရတယ်နော်ဘာလဲဆိုတော့ကျွန်တော်လည်းသူတို့လိုမျိုးပဲဒီလေကိုကျွန်တော်အသက်ရှူပဲကျွန်တော်ထွက်လာတွေးပဲသူတို့တွေးနေကျွန်တော်တွေးဘာမှမကွာဘူးသူတို့လိုမျိုးပဲကျွန်တော်လည်းစူးစမ်းနိုင်တယ်အဲ့တော့သူတို့နဲ့ဘယ်လိုလုပ်ရှင်းလို့မရဘူးလားနော်အဲ့ဒါကျွန်တော်ရဲ့စိတ်ထဲမှာထည့်ထားရမယ်ကျွန်တော်ကဒီမှာအမေရိကမှာရောက်နော်အမေရိကမှာရောက်တယ်ဆိုရင်ကျွန်တော်အမေရိကန်မဟုတ်ဘူးအမေရိကမှာရောက်ပြီမဲ့ကျွန်တော်ဒီမှာဒီမြန်မာပြည်ကကျွန်တော်အိမ်ပဲနော်ဒါပေမဲ့ဒီအမေရိကမှာရောက်အချိန်မှာကျွန်တော်အရန်စူးစမ်းရမယ်သူတို့အမေရိကန်တွေစူးစမ်းတဲ့ကျွန်တော်ပို့ပြီးတော့စူးစမ်းရမယ်ပို့ပြီးတော့အားစိုက်ရမယ်ပို့ပြီးတော့ focus ဖြစ်ရမယ်ပို့ပြီးတော့ dedicated ဖြစ်ရမယ်အဲ့ဒါပြီးတော့တနေ့ကျရင်ကျွန်တော်လည်းအားလုံး